လူခမရရင်လား ဟုတ်တယ် ခမရရင်ဆိုကျုပ်သိတယ်ဗျာ ဘာလို့သိလဲ ကျိတ်တော့သိနေ ဟဲ့အောင်မင်းကြိုက်တယ်ဆိုရင်သိမ့်လို့ရမလား အဲ့ဒါဆိုခမရတခုံးပဲပြောမယ်မိုက်လို့သိနေဗျာကဲ ကြိုက်တယ်အဲ့လိုကောင်မျိုးငါစောင့်နေတာခမင်းစင်းငယ် ကျုပ်ကလည်းတွေ့ကျင်နေတာကြာပြီကြာပြီ မင်းကငါ့အိမ်ကိုတကယ်သိမ်းနေ နှခါမပြောဘူးခုသိမ်းမှာ ငါလည်းနှခါမပြောဘူးအိမ်ကိုပဲသိမ်းလို့မရဘူးကွာ လူကိုပါသိမ်း ဘာသိမ်းလဲ အတမတန်စစ်လီဟာလာလေနော် ဟာဘာလို့မလဲပါသွားလို့ဟဲ့ဖလာနဲ့နော် မတောက်ပါနဲ့ဟိုချမ်းလို့ပေါ်လေးခြုံတာပါပြီးတော့ဒစိမ့်ယောက်ျားလေးရှိမှကိုပြောင်ကြွကြီးနဲ့ဆိုတော့အမြင်မတင်တော့ဘူးလေအတွင်းသားတွေမြင်ကုန်မှာစိုးလို့ ဟာဘာပြေးသွားလဲချက်ချင်းဘလို့ပြေးသွားတာလဲ အဲ့ဒါကျမဘွားအစ်စ်အမောဘယ်ရလာတော့နာမည်ဘယ်လိုခေါ်တော့ကျမအိမ်ကိုဘာဖြစ်လို့သိမ်းနေတာတော့ ငါ့ကိုမျက်စိလည်းအောင်မလုံးနဲ့မလှည့်စားနဲ့နော်ဒီခန္ဓာကိုယ်ကနာမျိုးဖြစ်เสียလား အမလဲအပေါင်ကြီးဒါမဲ့လေဒီကောင်မတော့ကျမတယောက်တည်းရှိတယ်ရှားပါကုန်ပေါ့နာမည်လည်းမှတ်ထားအောင်တော့